ဒီလို edit လုပ်နည်းတွေပြီးတော့ဒီလိုမျိုးအကထင်းနည်းတွေကိုကျွန်တော်အခုဒီဗီဒီယိုမှာပြပေးလိုက်တယ်ပေါ့နော် brother တို့အဆုံးထိတာကြည့်လိုက်တော့ဗျာအဲ့တော့ကျွန်တော်တို့ကဒီမှာပုံဗီဒီနဲ့ဒီလုံးမဲ့တဲ့ချင်းနဲ့အကဖြစ်အောင်လို့ကျွန်တော်တို့အရင်ဆုံးအရေးကြီးတာဒီတဲ့ချင်းကိုကျွန်တော်ဘီချမယ်ပေါ့နော်ဘီချမယ်ဆိုတော့ကျွန်တော်ကဒီကောင်လေးကိုကျွန်တော်အခုဒီမှာဘီချ